ACB ခုလာတော့ပေါ်1ဆိုတဲ့နိုင်ရလာတဲ့သူ ACB 1တဲ့ဝင်သွားပြီဆိုရင်ရှာမလို့တော့ပြောဒါပေမဲ့ဒီ1တဲ့ဝင်ပြီးတော့နောက်တစ်စိကကိုတွေ့နိုင်တဲ့အခြေတွေ့နိုင်ခြေရှိတဲ့လေးတင်က K တဲ့တင်တော့မဟုတ်ဘူးက PSG Newcastle Monaco ပြီးတော့ quarterback FC အဲ့တင်အဲ့လေးတင်မှာတတင်းနဲ့တွေ့မှာပေါ့နော်အဲ့ဒါထားပါတော့ဒီနေ့ပွဲနဲ့ပတ်သက်ပြီးနည်းနည်းပြောအောင်ဒီနေ့ပွဲကပထမပိုင်းရတဲ့အခြေအနေတို့ဆိုးတယ်ဘာစီကစားဖို့အခြေအနေဆိုးတယ် line up ကိုမနေ့ပြောခဲ့လို့မျိုးပဲflat ရဲ့ line up အမြဲတမ်းခံမှန်းရခဲ့နေတာပဲကိုခံမှန်းတတ်လို့မျိုးပဲဟိုကကာဆာတိုနီယာမှာအုံမိုထည့်လိုက်တယ်မထင်တော့အုံမိုရိုသမ်ဆိုတဲ့ကစားသမားတယောက်ဟိုဘက်ထရီတို့ဆိုနေကြဟိုဘောလုံးဖြတ်တဲ့နေရာမှာဆော့ခိုင်းတာဒီနေ့ပွဲမှာအလုပ်တို့ဖြစ်သွားတယ်လို့မြင်တယ်နော်သူကအရင်မပြည့်နိုင်တော့သူအရင်မတက်တယ်လို့ဟိုအောက်လည်းအရင်မစင်ဘူးသူဘောလဲနေပဲဘောလုံးနဲ့ပတ်ဖြတ်နေပထမပိုင်းမှာတော့မသိတာဘူးပေါ့နော်ပထမပိုင်းမှာကိုတဲ့ရုံးတလောက်ကိုမရဘူးပေါ့နော်ကိုရပေးကန်တည်တဲ့အလုံးကကိုရအမှားတော့မမြင်ဘူးကျွန်တော်ထင်တယ်နော်ကိုရအမှားတော့မဟုတ်ဘူးလို့ကျွန်တော်ထင်တယ်သူတို့ဟိုအစစ်ပေးတဲ့တယောက်ကဟိုအမြင်ကောင်းအောင်လို့ပေါ့နော်ဟိုကိုရခန်းစစ်နှစ်ယောက်ကြားတယ်မှာလုံးဝအလှိုက်ပေးသွားတယ်ဒါပေမဲ့မာတင်နဲ့နှေးသွားတာပေါ့နော်ပြေးတယ်ဟိုဘက်နည်းနည်းပြေးတယ်နည်းနည်းမြန်သွားတော့ရတဲ့အခုရတဲ့လုံးကောင်းရင်အသုံးချပြီးတော့တကူရပါတယ်အဲ့မှာတလုံးနဲ့ပဲပထမပိုင်းပြီးတဲ့ထိရ 1C နဲ့ပဲပြီးပါတယ်အဲ့မပြီးခင်ကကိုရလီယွန်ဒေါစကီရဲ့တော်ဖြုံးနေအဲ့ဒီပေးကန်ထိတဲ့အလုံးလိုမျိုးပဲသူလည်းတကူရတယ်တကူရမဟုတ်သူလည်းအဲ့လိုဘောလုံးမျိုးရတယ်ဂိုးနဲ့1-1ဒါပေမဲ့ရှာရမမဝင်သွားဘူးဟိုဘက်ကူသမားပုတ်ရဟိုခြေထောက်နဲ့ထိသွားတာပုတ်လိုက်တာမသိအဲ့မှာမဝင်သွားအောင်အဲ့နှမျိုးရှာပြီးတော့ဟိုလီယွန်ဒေါစကီပို့ရတဲ့တလုံးကရာဖီညာလုံးနဲ့ဝင်သိတယ်နော်ဒါပေမဲ့ရှာရမအနောက်ကလာတဲ့ခန်းစစ်ကိုသတိမထားဘဲနဲ့အရှိမခန်းစစ်တရားပဲရှိတယ်ဆိုပြီးတယောက်ခောက်လိုက်တယ်ပြီးတော့အေးစစ်ကန်ဖို့ပေါ့ပြီးတော့ဟိုဘက်အနောက်ကလာတဲ့တယောက်ဖျက်ထုတ်လိုက်တော့ဟိုဆုံးရတယ်ပေါ့နော်ဘောလုံးအဲ့တော့ 1C နဲ့ပြီးသွားပြန်ဒုတိယပိုင်းမှာတော့မထင်တော့ဘူးဖလက်ကအဲ့ဒီကစီကထုတ်လိုက်တော့ကျွန်တော်စပိုင်းကြောင်သွားဟာသူလူလဲရင်တော့ဟိုဘယ်ဒဲနဲ့မာတင်တယောက်ဟိုနှစ်ယောက်တည်းတယောက်တော့သူတို့လဲလောက်တယ်ကျွန်တော်ထင်တယ်ပြီးကျွန်တော်ထင်ရတော့အဲ့တော့ကဟိုအဲ့ဒီကစီကဟို CPP ဖြစ်ဟိုဖူဘယ်ဖြစ်ထားမှာပေါ့နော်ပြီးတော့မပ်ပါနဲ့ထည့်မှာပေါ့မပ်ပါနဲ့မဟုတ်ကဆက်တော့ပေါ့အဲ့ဒီကစီကကိုလုံးဝထုတ်လိုက်တာခန်းစီကလုံးဝအပြောင်းလဲမလုပ်လိုက်ဘူးအဲ့အချိန်မှာအဲ့ကျွန်တော်ကြောင်သွားဟာမပ်ပါနဲ့အဆင်ပြေပါအောင်လားဒီလိုဆုံးဖြတ်ပွဲမှာအလုပ်ဖြစ်သွားတာပေါ့နော်ထင်တယ်လို့ပဲလမင်းရမဲဒီနေ့ပွဲမှာပြောချာမရှိဘူးဆရာသမားအရင်ကောင်းတယ်အရင်ကပွဲလိုမျိုးသူတို့မဖြုံးလေသူက style မျိုးပဲ play တယ်လို့သူ style မျိုးပဲကစားတယ်ပေါ့နော်သူဘလုံးဟို solo run မယ် run ပြီးတော့ဟိုကိုရီးယားတဲ့ရောက်ရင်သူကဘောလုံးလှမ်းပြစ်ပေးမှာပေါ့အဲ့လိုဟိုဒီနေ့ပွဲမှာတော့သူက service အရင်မဆန်ဘူးပေါ့နော်အခြားပွဲလိုမျိုးဒီနေ့ပွဲမှာသူကလူဆွဲပေးမယ်ကန်စစ်ဟိုဘက်ကန်စစ်ကိုသူဆွဲပေးထားမယ်ပြီးတော့လို့ရတဲ့ဟို roll 9နေရာမှာပဲသူကပြစ်တင်တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ Lewandowski တလုံးနှလုံးသုံးလုံးတော့ဖြုံးထားတယ်ကိုရတဲ့အလုံးရတိတဲ့အလုံးနဲ့ဖြုံးထားဒါပေမဲ့ဒုတိယပိုင်းမှာလမင်းရမယ်စီရတဲ့အလုံးကလှတာပေါ့နော်သူကဆွဲလာခဲ့တယ်ဒီဗီဒီယို Lewandowski ကိုပို့ပေးလိုက်တယ်တလုံးကလွတ်ကျွတ် Lewandowski ကကန်ထလိုက်ကိုရတယ်ဒီဒုတိယလုံးကလမင်းရမယ်ပဲသူကလမ်းကန်လိုက်တာဟိုဘက်ကန်ဆက်စားသမားထိပြီးတော့ reflection အနေနဲ့ဟိုဝင်သွားတယ်ပေါ့နော်ဒုတိယလုံးရပါတယ်ပြီးတော့တတိယလုံးကပန်နတီအဲ့ပန်နတီက Lewandowski တော်တော်ညံ့တယ်အဲ့အလုံးကိုဝင်ရမှာသူကဘလို့ကန်လို့မသိဘူးသူဘာကန်ထိသွားတယ်မသိသူနာသွားတယ်ဒါပေမဲ့ပြန်ပြတော့ဟိုဘက်ကန်ဆက်ရတယ်သူ့မထိပါဘူးသူလည်းဘာမှမထိပါဘူးကန်ဘောလုံးလည်းမထိပဲနဲ့အဲ့ဒါဘယ်လိုဖြစ်လို့ပန်နတီပေးလိုက်မသိဘူးနော်အဲ့ကျွန်တော်မြင်တော့အဲ့ပန်နတီကမရတိဘူးနော်ဒါပေမဲ့ရသွားတော့ပိုကောင်းတယ်ပေါ့နော်ကိုသွင်းတဲ့ဆိုပြီးတော့အဲ့လိုရဖီညာပဲနဲ့ကန်သွားတယ်ဟိုအဲ့သုံးလုံးရပါတယ်ပြီးတော့စတော့ထားလုံးကလည်းကိုရဲ့ logic ရှာတော့ free kick နဲ့ကန်ထလိုက်တာလှပပပဲအေးစေးပဲအခုကိုနဲ့ရာဖိုကချန်ပီယံလိဂ်မှာ9ဂိုးလောက်နေရှိပါပြီ10ပွဲကန်တာ9ဂိုးဆိုတော့မဆိုးတဲ့ထဲမှာပါပြီနော်ပြီးအဆစ်က3လုံးလောက်နေရထားတယ်အဲ့တော့ရှာတော့ချန်ပီယံလိဂ်မှာခေတဲ့ထဲမှာတော့မပါဘူးကအဲ့ဒီရလိုက်နေပဲပွဲပြီးသွားတာပေါ့နော်ပြီးနောက်ဆုံးမိနစ်မှာဟိုဘက်ချန်တကိုးရသွားတယ်ဒါပေမဲ့ဒီ
ကိုတွင်းနဲ့လူမဟုတ်ပဲနဲ့ဟိုတခြားတရားကဒီကန်စစ်ကိုဟိုပါစီကန်စစ်ကို plot ထားတယ်လို့မျိုးဖြစ်တဲ့အတွက်သူကကိုပယ်ချလိုက်တယ်ပေါ့နော် outside လိုမျိုးမဟုတ်ပဲနဲ့အဲ့ဒါမကိုပါဘူးပေါ့နော်4-1နဲ့ပြီးပါတယ်ဒီနေ့ပွဲမှာဒီတစ်ဖက်အသင်းကလည်းသူတို့အရင်ဆိုးတဲ့ထဲမှာမပါဘူးကသူတို့ကန်စစ်ကတော်တော်ကြစ်တယ်ဒီနေ့ပွဲမှာကြည့်ရတဲ့လောက်သူတို့ပါစီတိုက်စစ်ဆော့တဲ့လောက်ကကိုမရသူတို့ထိုင်တိုက်စစ်သူတို့ကန်စစ်ကစောင်းရန်ကောင်းတယ်သူတို့ကန်စစ်ကဟိုကဆူဇူကီတယောက်ဆိုဆူဇူကီရဲ့အတန်ပဲကြားနေရတယ်အပယ်ကပေါ်ဒီစားလည်းကောင်းတယ်ဟောဖာမင်တို့ဆိုသူနာကက်လို့တော့မရပေါ်ဒီစားလည်းတော်ကောင်းတယ်ဒါပေမဲ့ကန်ကောင်းတာကိုရထင်တဲ့လိုမျိုးပဲသူတို့ဒီကိုပင်ကတောက်ကန်ပိုးရအားကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ပွဲမှာတောက်ကန်ပိုးပေးတော့မပေးသေးလိုက်ရတာမသိဘူးတပွဲလုံးပြီးသွားတယ်အဲ့ဒါကန်ကောင်းတယ်မဟုတ်ရင်တောက်ကန်ပိုးနဲ့ဆိုဒီကောင်းတယ်ကိုတဲ့တကူငကိုလို့တတိအောင်မှာပြီးတော့လည်းကန်လည်းကောင်းသွားတယ်ပေါ့နော်တချို့အတင်းအောက်ရောက်သွားတယ်ပေါ့ဟိုကိုရမတင်တဲ့အတင်းအောက်ရောက်သွားပြီးတော့ကိုရတဲ့အကွေးရောက်သွားတယ်ပေါ့နော်အဲ့ဒါဒီနေ့ပွဲမှာအမောက်တမန်ကလမင်းရမယ်ရပါတယ်ရတော့ရသူလည်းရသိပါတယ်ဒီနေ့ပွဲမှာသူကလုံးဝ performance လုံးဝသူမနေ့ကရမင်းလမင်းရမယ်လို့မျိုးပဲပြန်တွေ့တယ်ပေါ့အဲ့လိုပြန်တွေ့ရတယ်လို့မျိုးပဲဒီနေ့ပွဲမှာလမင်းရမယ်အဲ့လိုမျိုးမြင်ချင်တာလမင်းရမယ်ကို1-8တော့ဝင်သွားပြီဒါပေမဲ့နောက်ထပ်တွေ့ရမယ့်အတင်းကလည်းမခေတဲ့အတင်းတွေဖြစ်တဲ့အတွက်ပေါ့ဒီဘက်ထရီမလာမချင်းတော့ရင်တစ်ထိတ်နဲ့ကြည့်နေရတဲ့ချင်းနေမှာပဲရှိနေသေးတယ်ပါတယ်ပြီးတော့နောက်ပွဲမှာကာပီလည်းပြန်ပါလာနိုင်လောက်တယ်လို့ကျွန်တော်မြင်တယ်နော်ဒီကာပီက February အဆုံးမဟုတ်ရင် February အလယ်လောက်မှာပြန်ပါလာဖို့ရှိတယ်ဒါပေမဲ့နောက်ချိန်မှာလေ knockout အစီအဒီ February အစလောက်ပဲပြန်ကန်မယ်လားမသိဘူးပထမကြော့မှာတော့မပါလောက်ဘူးဒါပေမဲ့ဒုတိယကြော့မှာတော့ battery ရောကာပီရောချင်းနေပြန်ကောင်းဖို့ရှိတယ်ပေါ့နော်အဲ့ဒီတော့ဘယ်တင်းတွေ့မကြောက်ပါဘူးကိုရီဒါပေမဲ့ကြားတာကိုရီကန်စစ်ပဲအရူဟိုပဲကြားရတယ်ဘယ်သူမှမကြောက်ဘူးဘယ်တက်စစ်မှမကြောက်ဘူးကြားရတာကိုရီကန်စစ်အရူဟိုတရားပဲရှိတာပေါ့နော်ဒီလိုရှုံထွက်ပွဲစဉ်နေဆိုရင်အရူဟိုဖြစ်နိုင်ရင်တော့အရာပဲထားစီခြင်းပါသေးတယ်မဟုတ်ရင်ကိုရီအိမ်ပြန်ရကိန်းရှိတယ်ကဲဒါပဲဒီနေ့ပွဲတော့ဒီလောက်ပါပဲ